အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ My Sport Channel ကကိုမိုင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကျွန်တော် Voice Bet Player တွေတော်တော်များများကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုကျွန်တော်ဖြည့်ဆည်းပြပေးသွားမှာဖြစ်ပါတယ်ဘယ်လိုပြဿနာတွေကဘယ်လိုဖြစ်လဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ပြောပြပေးချင်တာကြတော့ကျွန်တော်ကောက် fit တို့ကမှတ်ထားတဲ့ ID နဲ့ password ကိုဝင်လဲပဲ available ပြနေတာပေါ့နော်ဒါကဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့account တွေမဝင်တာကြာတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ account fit တို့ကဖုန်းက device ကတစ်ခုပေါ့နော်အခု login တွေဝင်တဲ့အချိန်မှာ device ကတစ်ခုဖြစ်နေတဲ့အချိန်မှာလဲဒီလို available password ကဖြစ်တတ်ပါတယ်ဒီပြဿနာကိုဘယ်လိုပြင်ဆင်ရမလဲဆိုတော့password အသစ်ချိန်ရမှာဖြစ်ပါတယ် password အသစ်ချိန်ဖို့ကဒီအောက်မှာ forget password ဆိုတာလေးရှိပါတယ်ကျွန်တော်တို့ဒီ forget password လေးကိုနှိပ်ပြီးတော့password အသစ်ပြောင်းပြီးတော့ ID နဲ့ password အသစ်ကိုဝယ်တဲ့အခါမှာကျွန်တော်များများဝယ်သွားတာကိုရသွားတာကိုတွေ့ရပါတယ်ဒီလိုချိန်တဲ့နေရာမှာတကူတတိထားရမှာကြတော့ account ထဲမှာကျွန်တော်တို့ဒီ account fit တို့က personal information နေရာမှာ Gmail တို့မဟုတ်ဖုန်းနံပါတ်တစ်ခုကိုချိန်ထားဖို့အရေးကြီးပါတယ်ကျွန်တော်ဗီဒီယိုမှာလည်းချိန်ဖို့တတိပေးထားတာကိုတွေ့ရပါတယ်ဒါမှသာကျွန်တော်တို့ forget password လုပ်တဲ့အခါမှာ recover တွေအနေနဲ့ကျွန်တော်တို့ confirm code ကိုရရှိမှာဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့ password အသစ်ကိုချိန်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီပုံမှာပြထားတဲ့အတိုင်းနောက်တစ်ခုဖြစ်တဲ့ error လေးတွေကဒီ find out reason ပေါ့နော်ဒီ find out reason ကဘာကြောင့်ဖြစ်လဲဆိုတော့သူ့မှာကြတော့အခြေအနေအမျိုးမျိုးရှိနိုင်တယ်ဗျကျွန်တော်ဥပမာပြောပြရမှာဆိုရင်ဘယ်လိုအခြေအနေမျိုးတွေလဲဆိုတော့ကျွန်တော်ဒီ bonus နဲ့ reject ညှိနေတဲ့ကိစ္စတွေကျွန်တော်တို့ပြီးတော့သွင်းငွေကိုမဆော့ဘဲနဲ့ဒီပြန်ထုတ်နေတဲ့ကိစ္စတွေပြီးတော့ဒီ AJ တယောက်ကနေပြီးတော့ငွေထည့်ပြီးတော့တခြား AJ ကနေထုတ်တဲ့အခြေအနေတွေပြီးတော့ကျွန်တော်ဒီ document လို့ခေါ်တဲ့ကျွန်တော် DOC တောင်းတဲ့ကိစ္စတွေပေါ့နော်ကျွန်တော်ဒီပြဿနာတွေတော့ကျွန်တော်အဖြစ်များတာဖြစ်ပါတယ်ကျွန်တော်ဘယ်လိုပြဿနာနဲ့ဖြစ်လဲဆိုတာကိုအသေးစိတ်သိဖို့အတွက်ကျွန်တော်တို့ဒီ find out reason ဆိုတာလေးကိုကျွန်တော်နှိပ်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီလိုစာအများကြီးနဲ့ဗျာကျွန်တော်အလွယ်ဆုံးပြောရင်ဒီလိုစာအများကြီးနဲ့ပေါ်လာတဲ့ဒီပြဿနာကြတော့ဘာကြောက်လဲဆိုတော့ကျွန်တော်တို့တွင်းထားတဲ့ငွေကိုကျွန်တော်တို့မဆော့ဘဲနဲ့ထုတ်နေတာဖြစ်ပါတယ်ဆိုလိုတာတော့ဗျာကျွန်တော်တို့ဒီ account တွေကို patch တစ်သိန်းသွင်းထားရဲဆိုရင်ဒီ patch တစ်သိန်းလို့ကိုကျွန်တော်တို့ swap ပြပြီးမှကျွန်တော် Wisebet ကထုတ်ခွင့်ပေးတာဖြစ်ပါတယ်ကျွန်တော်အနည်းဆုံးဘယ်လိုလုပ်ရမလဲဆိုတော့ဒီ Wisebet ထဲမှာလာနေတဲ့ဘောလုံးပွဲဖြစ်ဖြစ်ပေါ့နော်ဒီ e-sport ပွဲဖြစ်ဖြစ်ပွဲကို Wi-Fi 1 or အနည်းဆုံးထားပြီးတော့ကျွန်တော်လောင်းပေးလိုက်တာနဲ့ကျွန်တော်ပြန်ထုတ်လို့ရမှာဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်ဒီပြဿနာကြတော့ဒီWi-Fi 1 or ကိုပြန်လောင်းပြီးတော့ထုတ်လာတဲ့အဆင်ပြေပါတယ်ဗျကျွန်တော်ဒီဒုတိယပုံမှာပြထားတဲ့ file out လူကျေဆောက်ဖြစ်တဲ့ error ပေါ့နော်ကျွန်တော်ဒီဒုတိယပုံမှာပြထားတဲ့ကျွန်တော်ဒီ only wish.uc ဆိုတဲ့ပြင်မဲ့ပေါ့နော်ကျွန်တော်ဒီအားဘာကြောင့်ပေါ်လာလဲဆိုတော့ကျွန်တော်တို့က AJ ကနေပြီးတော့ငွေသွင်းထားရင်ကျွန်တော် AJ ကနေပြန်ထုတ်ရမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကဒီ Wisebet ထဲမှာစီးတဲ့ KPWP တို့ကနေထည့်ထားတာဆိုရင်လည်းပဲကျွန်တော်ဒီ agent နဲ့ပြန်ထုတ်လို့မရပါဘူးကျွန်တော်ဒီ Wisebet ထဲမှာထည့်ထားတဲ့ KPWP တို့နဲ့ပြန်ထုတ်ရမှာဖြစ်ပါတယ်ဗျကျွန်တော်ဒီပုံမှာပြထားတဲ့ use software ဆိုတဲ့ဟာကကြတော့ဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်ဒီ account file တို့ကကျွန်တော်ဖြည့်ခိုင်းထားတဲ့ personal information တွေကျွန်တော်မဖြည့်တာဖြစ်ပါတယ်ကျွန်တော်ဒီပုံနဲ့ကျွန်တော်ဒီမြန်မာလိုစာသားနဲ့ကအတူတူပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်ဗီဒီယိုမှာကျွန်တော်ဖြည့်ခိုင်းထားတဲ့အတိုင်းနောက်ဆုံးမှာ personal information ကိုဖြည့်လိုက်တာနဲ့ကျွန်တော်ဒီငွေထုတ်လို့ရတာပါမယ်ဗျဒီမှာ player တော်တော်များများကဘာမှကြလဲဆိုတော့ကျွန်တော်ဒီ personal information ဖြည့်ခိုင်းတဲ့အချိန်မှာကျွန်တော်ဒီ map book တွေအချက်လက်တွေဖြည့်တာမဟုတ်ဘဲနဲ့တခြားဖုန်းနံပါတ်တို့ Gmail တို့ဒီ Google Authenticator တို့တွားချိတ်တာမျိုးဖြစ်ပါတယ်ကျွန်တော်ဒီဖုန်းနံပါတ်တို့ Gmail တို့တွားချိတ်လဲပဲကျွန်တော်ဒီ personal information မဖြည့်ထားရင်ငွေကထုတ်လို့ရမှာမဟုတ်ဘူးဗျဆိုတော့ကျွန်တော်ဒီ personal information ကိုကျွန်တော်ဖြည့်လိုက်ပြီးမှပဲကျွန်တော်ငွေထုတ်လို့ရမှာကျွန်တော်ဒီပုံမှာပြထားတဲ့ error ကြတော့ဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဒီ Wisebet ကနေပြီးတော့ကျွန်တော်အကောက်ရဲ့အချက်လက်တွေကိုတောင်းတာဖြစ်ပါတယ်ဒီအားကြတော့ blockchain တွေမှာတောင်းရတယ်ဆိုတော့ကျွန်တော် player တွေအနေနဲ့သူတို့ pick ကနေပြီးတော့မတင်ကြတဲ့အခါတွေမှာဖြစ်ဖြစ်သူတို့ဒီ information ကိုတောင်းချင်တဲ့အချိန်မှာဖြစ်ဖြစ်သူတို့ကဒီလိုဖြစ်တာဖြစ်ပါတယ်ကျွန်တော်ဒီလိုဖြစ်တာကြတော့ဖြည့်ဆည်းရမယ့်နည်းတနည်းပဲရှိပါတယ်ဒီအားပါလဲဆိုတော့ကျွန်တော်ဒီသူတို့ရဲ့ကျွန်တော်ဒီ security တင်းကိုပေါ့နော်ကျွန်တော်ဒီပြတော့မေကနေပြီးတော့ကျွန်တော်ဒီ email ပို့ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီနည်းနဲ့ပဲကျွန်တော်ဒီပြဿနာကိုဖြည့်ဆည်းလို့ရပါတယ်ကျွန်တော်ဒီ mail ကိုလိုချင်တဲ့အခါကျရင်ကျွန်တော်စီမှာလာတောင်းလို့ရပါတယ်ကျွန်တော်ဗီဒီယိုအောက်မှာလည်းကျွန်တော်ချပေးထားမှာဖြစ်ပါတယ်ဗျဘော်ဒါတို့အနေနဲ့ပဲ Wisebet အကောက်ကိုဖွင့်ချတာဖြစ်ဖြစ်ငွေသွင်းငွေထုတ်လုပ်ချတာဖြစ်ဖြစ်တခြားမသိတာများစီးတာဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီ Viber နဲ့ Telegram ကိုနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ဗျအားလုံး
ဆင်ပေးကြပါသေးဗျာ